Hello အားလုံးမင်္ဂလာပါနော်ဒါဒီနေ့ရောက်ပြီနော်ပစ္စည်းအခုဒီမှာဘာရောက်လဲဆိုတော့ဒါဘေးမိုးကတွေနေချင်းပဲရမယ်နော်ဒါအနေချင်းပဲဝင်လာတယ်ဘေးမိုးကအနေချင်းရောက်တယ်လက်ဥမရမယ်နော်မြန်ယူမသာရမယ်ဘေးမိုးကအထေတွက်နေတယ်ဗောနော်အထေနေတယ်ပြီးတော့ထိုင်ကုန်စုတွေရမယ်ထိုင်ကုန်စုလေးပြကြည့်လိုက်ပါဦးโอเคဟုတ်ပြီထိုင်ကုန်စုလေးတွေဟုတ်ပြီကဲထိုင်ကုန်စုလေးတွေနော်ရောက်တယ်ဟုတ်တယ်ဆိုโอเคထိုင်အောင်စုလေးတွေလည်းရောက်တယ်နော်ဟုတ်ဘေးမိုးကလည်းရောက်တယ်ဒါဘေးမိုးကအာကြီးပုံဟောင်းလားပုံပြောင်းဆက်ကြည့်ရဘေးမိုးကအာကြီးပုံဟောင်းပုံပြောင်းရောနှမျိုးရောက်တယ်ဒါပေမဲ့အရေးအတွက်ကအရင်နေတယ်အရေးအတွက်ကနည်းနည်းပဲရတယ်အဲ့တော့မြန်ယူမရမယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးရောက်တယ်ဆိုတော့ကြောင်းတက်ပြောပေးတာနော်အခုလက်ရှိကတော့ကျွန်တော်ဒီကျောင်းကုန်းမွန်ပြည်နယ်တထုံမြို့ကျောင်းကုန်းတရားနာမှာလက်ရှိပေါ့နော်ကျွန်တော်9လပိုင်းကြာရင်တော့ကျွန်တော်ပြောင်းမယ်အဲ့တော့ကျွန်တော်အခုလို့တဲ့တော့ဒီမှာဘေးမိုးကတွေကတော့အခုရအောင်မယ်နော်ဘေးမိုးကအရေးအတွက်နည်းနည်းပဲပါတဲ့အတွက်အမြန်ယူမရပါမယ်โอเคတော့မှားလာတဲ့ညီကိုတွေလည်းရောက်ပြီနော်မှားလာတဲ့ညီကိုတွေအတွက်လည်းရပြီကဲအားလုံးပဲအားပေးကြမိတ်ဆွေများအားလုံးကျေးဇူးတင်ရှိပါတယ်ကျွန်တော်နေရာပြောင်းရင်လည်းကျွန်တော်ဖုန်းနံပါတ်ကျွန်တော်တင်ထားပေးမယ်ဘယ်နေရာပြောင်းလဲဆိုတာကိုကျွန်တော်ထပ်ပြီးတင်ပေးမယ်နော်အခုကတော့ကျွန်တော်လည်းနေရာရှာနေတော့ဖြစ်တဲ့အတွက်နော်နေရာပြောင်းတာနဲ့ကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်ကဲအားလုံးပဲအားပေးကြမိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်နော်